အားလုံးပဲမင်္ဂလာပါရှင် NCK Creation မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့သင်မိမဲ့ပညာဒါနလေးကတော့စိန်ပန်းထိုးနည်းလေးဖြစ်ပါတယ်အဲ့တော့စိန်ပန်းပွင့်ဖက်ဒီ 3D ပွင့်ဖက်လေးပေါ့နော်ဘယ်လိုထိုးရလဲပြီးတော့အရွယ်လေးတွေဘယ်လိုဖန်တီးရလဲအဖူးလေးတွေအပွင့်လေးတွေအကုန်လုံးကိုထိုးနည်းလေးအသေးစိတ်ပြပြပေးသွားမှာဖြစ်ပါတယ်အတိုင်းတာနဲ့တော့ပါနော်အဲ့ဒီခါကျတော့တကယ်လို့လိုအပ်တယ်ဆိုရင်မိသူမဆိုလွတ်လပ်စွာဓာတ်ရိုက်ရှယ်ယူသွားလို့ရပါတယ်အဲ့တော့ဒီစိန်ပန်းထိုးနည်းလေးဖြစ်လာဖို့ဘယ်လိုထိုးရလဲဆိုတာဆက်ပြီးတော့နောက်ပိုင်းလေးတွေမှာဆက်ကြည့်လိုက်ရအောင်ပါနော်စမထိုးခင်ရှယ်ရောပုံရင်ဆွဲမယ်ပေါ့နော်ပုံဆွဲနည်းလေးသိပြီဆိုလို့ရှင်ကိုကအခက်ကဘယ်လိုပုံစံလားဆွဲတော့ရမယ်ဒါလေးကကျတော့အပွင့်သေးလေးဖြစ်တာမို့လို့ဒီအပွင့်လေးနဲ့လိုက်ဖက်တဲ့အခက်လေးဆွဲပြပေးမှာပေါ့နော်ဒီပုံစံလေးပေါ့နော်အမှကိုကပေါ်ဝါတို့အင်ကြီးတော်ပေါ်မှာလည်းထိုးနေမှာပါလိမ့်မယ်အဲ့တော့ဆောက်ဆွဲမယ်ဆိုရင်ဒီလိုအမြောင်လေးပေါ့နော်ဒီအမြောင်လေးကဆိုပါစို့အဆက်လေးချပြီးရင်ကိုကအဲ့မှာဒီလို9မြောက်ညီ9မြောက်လေးအရင်ဆွဲလိုက်တယ်ဒီရဲ့အမြောက်တစ်ခုချင်းစီကပေတင်နဲ့တိုက်ရင်လက်မ2စိတ်စာပဲရှိမယ်လက်မ2စိတ်စာတက်ပို့ပြီးတော့ရှင်အဆင်မပြေဘူးပေါ့နော်အဲ့တော့လက်မ2စိတ်စာပြီးရင်ကိုကအဲ့မှာမှဒီလိုလေးဘဲဥပုံစံလေးတွေလိုက်ဆွဲလိုက်မယ်နော်ဝိုင်းဝိုင်းမဟုတ်ဘဲနဲ့ဘဲဥပုံစံလေးပေါ့နော်အဲ့တော့ပတ်လေဘဲဥပုံစံဖွင့်ဖက်လေးအရင်လိုက်ဆွဲလိုက်တယ်အဲ့တော့အချင်းကြောက်ကောင်းဝေးဖြစ်နိုင်တော့ပိုးပြီးညီကက်ကက်လေးဆွဲပြီးပေါ့နော်ဘဲဥပုံစံလေးတွေရွေစားတူဘဲဥပုံစံလေးပေါ့နော်အဲ့လိုလေးသတ်မယ်အဲ့ဒီဘက်နည်းနည်းကျဲသွားရယ်နော်အဲ့တော့ရွေစားတူလေးဆွဲမှာပေါ့နော်ဒါအကျန်းလေးမို့လို့အဲ့တော့ညီကက်ကက်လေးတွေဆွဲရမယ်ဒါဆိုရင်ပန်းလေးတစ်ပွင့်ပေါ့နော်ဒါအလွယ်လေးပဲဆွဲပြတာပေါ့နော်အဲ့တော့နောက်တစ်ပွင့်ဆိုရင်လည်းအဲ့လိုပဲဒီမှာကျဲတော့ဒီကနေဘယ်လောက်ခွာမလဲဆိုတော့ဒီကနေအပေါ်ပန်းနဲ့ခွာမယ်ဆိုရင်လက်မဝက်နဲ့2စိတ်စာအကွာဝေးလောက်ခွာလိုက်တယ်ဒီနားလေးမှာအဆက်ချလိုက်တယ်ခုနကလိုပဲ9မြောက်ဆွဲတခုချင်းစီကလက်မ2စိတ်စာရှိမယ်အကောင်ဝေးမသိရင်ပေလန်လေးနဲ့တိုင်းလာပြီးဆွဲပြီးပေါ့နော်ပြီးရင်ဘဲဥပုံစံခုနလိုဘဲဥပုံစံလေးအရင်ဆုံးစပြီးကိုကဆွဲရမယ်ဘဲဥပုံစံလေးပေါ့နော်ပုံဖက်လေးနော်အဲ့လိုလေးဆွဲမယ်ဆွဲပြီးွားရဆိုလို့ရှိရင်ဂျားထဲမှာဆိုရင်ဒါလေးကရိုးတံလေးထည့်မယ်ပြီးရင်အဲ့ကနေမှကျတော့ရိုးတံလေးဟိုကဒီဘက်ကနေဆိုတော့ရှင်ဒီဘက်နဲ့ဒီဘက်ခွာဝေးကလက်မဝက်စာလောက်ကွာတဲ့ဒီကိုနည်းနည်းလေးဆောင်းလေးသွားမယ်နော်အဲ့တော့မှဒီဘက်ကအမြောင်လေးဘွီးပုံစံအမြောင်လေးတွေထည့်မယ်ဒီလိုဘွီးပုံစံဒီဘက်အကွာဝေးဒီလက်မဝက်စာဒီအကွာဝေးဒီလက်မဝက်စာနော်အဲ့တော့ဘွီးပုံစံအကွာဝေးလေးတို့ညီလေးထည့်သွားပေးမယ်ဘွီးပုံစံအကွာဝေးလေးတို့ညီလေးကိုထည့်သွားပေးမယ်ဒါနောက်ဆုံးတစ်ခုပေါ့နော်ဒီဘက်မှာနည်းနည်းလေးထည့်အဲ့လိုလေးထည့်သွားပေးမယ်အဲ့တော့ဒီဘက်မှာလည်းနောက်ဆုံးတစ်ခုထည့်မယ်ဒီဘက်တစ်ခုချင်းစီပြန်ထည့်မယ်ဒီအောက်ကပွင့်ဖက်ကိုလှန်ပြီးထိုးလို့ရပါတော့တစ်ဖက်ဖက်ကအကြွမို့လို့ပေါ့နော်ကွက်တီဖြစ်စရာမလိုပေါ့နော်အဲ့တော့ဒီဘက်ကနေဆိုရင်ရိုးတံလေးပြန်ထွက်လာရပေါ့နော်ရိုးတံလေးနဲ့ပြန်လာတယ်ပြီးဒီဘက်ကိုလည်းအခက်လေးထည့်ပြီးတော့ဆွဲလိုက်မယ်ပေါ့နော်အဲ့တော့အခက်လေးဆွဲလို့ရှိရင်လည်းခုနကအတိုင်းပဲဟိုကဘွီးပုံစံလေးတွေအရင်ဆုံးဆွဲတယ်ဘွီးပုံစံလေးတွေအဲ့ချားထဲမှာမှကိုကဒီမှာဒီလိုလေးပွင့်ဖက်လေးထိုးဖို့အတွက်အဲ့လိုလေးလိုက်ပြီးတော့အရာလေးလိုက်ထည့်လိုက်ပေါ့နော်အဲ့တော့အဲ့လိုလေးအကုန်လုံးကအရာလေးလိုက်ထည့်ပြီးပေါ့နော်တကယ်လို့ဟွာဖြစ်လို့ရှိရင်ပြန်ပြီးတော့ထပ်ပြီးဖြစ်လို့ရတယ်ဒီမှာကျတော့နောက်ထပ်ဟိုအဖူးလေးပေါ့နော်အဖူးလေးကဒီလိုအသေးလေးနောက်ထပ်ဒီမှာအနှိမ့်ကတစ်ခုပြီးရင်ဒီဘက်မှာလည်းအဖူးလေးနော်အရှည်တစ်ခုအတူတစ်ခုအတူတစ်ခုအဲ့လိုလေးလိုက်ထိုးလိုက်ဟိုပါနော်လိုက်ဖြည့်လိုက်ရမယ်ရှယ်ဒီဘက်မှာကျတော့ဒီဘက်ကနေရာလောကသိမကျန်တဲ့အတွက်အဖူးတွေကိုဒီဘက်ပို့လိုက်တယ်ပေါ့နော်ဒီလိုလေးဆွဲလိုက်ပေါ့နော်အမှန်တော့ဒီဘက်ရွက်လေးဒီဘက်နားထိကတ်နိုင်တော့ပိုကောင်းတယ်ဒီလိုအဆောင်မဟုတ်ပဲနဲ့ဒီလိုလေးဆောင်းသွားပြီးထိုးနိုင်ရပါပေါ့နော်ဒါဆိုရင်ဒီအပုံလေးတော့ကဆင်ပြီးအဲ့တော့ပွက်ဖက်လေးဘယ်လိုထိုးလဲဆိုဆက်ပြီးပြပြပေးပါမယ်နော်အဲ့တော့အပွင့်စထိုးမယ်ဆိုတော့အရင်ဆုံးဒီအနီလေးထိုးတာလေးရင်ပြပေးမယ်ပေါ့နော်အဲ့တော့ဒါလေးဘယ်လိုထိုးလဲဆိုတော့ကျတော့ဒီမှာကျတော့မစ်ကော်တွန်တုံးနဲ့ chicken to SIG အကုန်ပြပြထားပါမယ်နော် chicken to SIG ဆိုတာကဟိုပါပေါ့နော်ဒီချီထိုးတဲ့ site ကြီးပေါ့နော်ဒီ site လေးပေါ့နော်ဒီ chicken to SIG လို့လွယ်ခေါ်ရင်ဝယ်လို့ရတယ်တချို့ကျတော့ဘာမှဟိုဝယ်လို့ရလဲဆိုတော့ဒါမေးကြအဲ့လိုမျိုးပန်းချင် sorry ဟိုချစ်ပတ်တို့နဲ့ပတ်သက်တဲ့တင်နောက်ဝင်ရောက်တဲ့ site တွေမှာအလွယ်ဝယ်လို့ရတယ်နော်အဲ့တော့ဒီမစ်ကော်တွန်ကမှကျဲတော့အချီတွေအပင်ရဒီလိုတပင်ချင်းစီခွဲတော့ဝင်ပေါ့နော်ချီခွဲနေရအရှိမတော့ video file re နဲ့တင်ပေးထားရှိပါတယ်ဝင်ကြည့်လို့ရပါတယ်နော်အဲ့လိုကိုကတမြင်ချင်းဒီလိုဆွဲထုတ်လိုက်မယ်နော်အဲ့လိုလေးဆွဲထုတ်လိုက်မယ်အဲ့ဒါကိုကျဲတော့ကဒီမှာဆိုရင်ဒီအပေါက်ထဲကို2ပင်ထည့်တယ်2ပင်ထိုက်တဲ့အတွက်တစ်ဖက်စီမှာ2ပင်စီဖြုတ်ရတယ်4ပင်ပူပြီးတော့ထိုးပါမယ်ပိုလီချီထိုးမယ်လို့ဆိုရင်အပင်လုံးဝမခွဲဘူးပိုလီချီကဟိုပါပေါ့နော်သူ့ရဲ့ original လာတဲ့ချီဆိုလို့ရှိရင်ဒီမှာပေါ့နော်အနီထိုးရမှာနော် original လာတဲ့ချီဆိုလို့ရှိရင်10ပင်မူလာတာများပါတယ်နော်တရုတ်ထုတ်ချီဆိုရင်6ပင်မူလာတာများတယ်အဲ့တော့ပိုလီချီကဟိုပြည်တွင်းမှာဆိုရင်10ပင်မူနဲ့လာတာဆိုတော့ပိုလီချီကိုပင်မခွဲဘူးပိုလီချီဆိုရင်အပင်မခွဲပဲသူ့အထူတိုင်းတစ်ပင်ထက်တစ်ဖက်တို့တစ်ဖက်ရှိပုံစံထိုးပါမယ်နော်ချီလုံးဝမခွဲဘူးနော်အဲ့တော့ဒီမှာစာထိုးတဲ့အခါဒီပုံဖက်လေးကနေပြီးအတူလေးကစာထိုးပါမယ်နော်အဲ့တော့စာထုတ်မယ်ဆိုရင်ကျဲတို့ကဒီကနေအလဲဖို့ဟိုတက်တဲ့ကိုဖောက်အဓိကအတူရှိညင်ရမယ်ပေါ့နော်ကိုဒီအဆက်ထိအခုနကဆက်ပြောပြထားတယ်လက်မ2စိတ်စာဝင်ချင်းပြီးရင်အဲ့ရဲ့အလဲဖို့ဟိုပဲအကူပြန်ဖောက်ဒီနာနော်ဒီဆက်နာကွက်တီရောက်အောင်ပတ်လည်ညီထိုးရပေးမယ်နော်ဒီဟာလေးရရင်လေအထည်ပေါ်မှာပဲထိုးပေါ်မှာပဲထိုးပေါ့နော်ကိုစိတ်ကြိုက်ထိုးလို့ရတယ်အဲ့တော့
ကလေးအတွက်လည်းထိုးလဲအဆင်ပြေတယ်ပေါ့နော်လက်ကင်မှာပဲထိုးတော့ပေါ့နော်အဲ့တော့9ခုလုံးပြအောင်အဆင့်ဆက်ထိုးရပေးပါနော်ကဲ9ခုလုံးတွေပွင့်ဖက်ကညီညီလေးဒီလိုလေး9ခုလုံးညီရမယ်နော်အဲ့မှာအယောင်ကွဲอ่ะဒီလိုတစ်ခုပါတယ်ဒါကြတော့တချို့ကြတော့ဟိုအဖြူနဲ့အနီဆက်တယ်ခြေကဒီမှာကြတော့အနီရယ်အဖြူရယ်အဝါရယ်ဆိုပြီး3ရောင်ဆက်ထားတယ်ပွင့်ဖက်မတူတဲ့ပွင့်ဖက်ဒီတစ်ခါအဲ့ပွင့်ဖက်ရောင်လေးကိုခြေကဒီဘက်မှာထားမယ်အဲ့တစ်ခုထုံးတော့ကြံတဲ့4ခုလုံးကဒီအနီတိတန့်ထုံးပါပေါ့နော်အဲ့လိုတော့ထိုးမယ်ဆိုတော့အနီတိတန့်ဘယ်လိုထိုးလဲဆိုတာစာပြီးပြပေးမယ်အဲ့တော့ဆိုပါစို့ကိုကဒီဘက်ကထိုးမယ်ဆိုရင်ဒီကနေခြေတော့ပတ်လိုက်မယ်ပေါ့နော်ဒီ1 2 3လေးအဲ့လိုလာမယ်ဆိုတော့ဒီအနီမြင့်ရဲ့အရှိကိုမလောင်းတော့တခြားကြည့်မယ်နော်အနီမြင့်ရဲ့ဘေးကက်ရက်ကိုအကိုထိုးမယ်ဒီဘေးကက်ရက်နော်အဲ့လိုလေးထိုးဝင်လာပြီဆိုလို့ရှိရင်ဒီအနီမြင့်ကိုခွပြီးတော့ကိုယ့်ရဲ့အက်ကဒီဘက်ကနေခုနခြီထွက်လာတဲ့နေရာနာကိုအကိုပြန်ထိုးဝင်လာမယ်အဲ့မှာလာမယ်နော်စပြီးတော့တချို့ကြတော့ပန်းအပွင့်ကြီးတာတို့စိမ်မန်းကြီးတွေထွင်ဟိုပေါ့နော်အေးတောက်တဲ့ပိုက်တွေသုံးရတယ်ဒါပေမဲ့ချက်ဒီမှာကြတော့အခုချီကင်တို့အဆိုင်ကြီးကိုပဲ site တူနှစ်ချောင်းသုံးပါမယ် site တူနော်နှစ်ချောင်းကိုဒီလိုကိုကထိုးမယ်ဆိုရင်ဂန်းကောင်ပွင့်ဖက်တွေထိုးသလိုပဲဘေးမှာနော်ဘဲဘဲချမ်းဘေးကိုအပူဆိုင်မယ်နော်ညာဘက်မဆိုင်ဘူးနော်ဘဲဘဲချမ်းဘေးကိုပဲအပူဆိုင်ရပါမယ်နောက်ထပ်ဘဲဘဲချမ်းဘေးကိုပဲအပူတစ်ချောင်းဆိုင်မယ်နော်ဒီအဝင်ထားတဲ့နားကက်ရက်ကိုပဲဆိုင်မယ်အဲ့တော့ main အပါဝင်ဆိုရင်အကအပူ3ချောင်းဖြစ်သွားမယ်နော်အပူ2ချောင်းပါဝင်3ချောင်းအဲ့ဒါကိုဘယ်နှချိန်ရင့်မလဲဆိုတာကြည့်မယ်လက်မလက်ညို့ဟာတိတ်ချအပြားလိုက်ကင်မယ်အကိုလဲမသွားအောင်လိမ်မသွားအောင်တတိထားပေးမယ်နော်အဲ့တော့ခြီထည့်မယ်ဆိုလို့ရှိရင်လက်ကကင်လိုက်တယ်လက်ညိုးပေါ်ကိုခြီကျိုးတင်4ကျိုးလုံးနော်ပြီးရင်လက်မလက်ကလေးနဲ့တူလှည့်ပြီးတော့ဂွင်းပေါက်တယ်ထင်ပါပြန်ပြမယ်နော်လက်ညိုးပေါ်ခြီကျိုးတင်လက်မနဲ့လက်ကလေးကတူလှမ်းကင်ဒီလိုလှည့်လိုက်မယ်လှည့်လိုက်တဲ့ဟာကိုဒီလိုထည့်မယ်ဟုတ်ပြီနော်အဲ့တော့တစ်ချိန်ဒါကို cash on still လို့ခေါ်ရပါတော့အဲ့လိုမျိုးလေးကြည့်ရမယ်ဘယ်နှချိန်ကြည့်ရမလဲဆို10ချိန်တိတိကြည့်မယ်ပိုလီချီနဲ့လည်းအတူတူပဲ10ချိန်အချိန်ရင်နဲ့အတိအကျပြောပြပေးပါနော်အဲ့တော့တစ်ချက်တင်နေမှာဆိုလို့ရှိရင်လည်း online လက်သက်ချင်တယ်ဆိုလို့ရှိရင်တော့တယောက်ချင်းတည်သက်ဟိုအခြေခံနေနော်စပြီးတော့သင်ပေးတဲ့အခြေခံပကြီးကနေစပြီးတော့သင်ပေးတဲ့ online လေးရှိပါတယ်အခြေခံမလို့ဆက်ချုပ်သက်ဆရာမလို့ပုံဆွဲတက်ဆရာမလို့လည်းနည်းနဲ့လည်းသင်ပေးတယ်ပုံဆွဲနည်းလည်းသင်ပေးတယ်ပေါ့နော်အဲ့လိုတင်တဲ့ခါကျရင်လည်းအခုလိုအတိုင်းအတာအကျင့်ရမယ်အကျင့်ရင်းစားတေချာတင်ပေးတာဖြစ်တာမဟုတ် online class လေးစိတ်ဝင်စားလာရောက်တက်လို့ရပါတယ်เนาะအဲဒီသင်ခန်းစာဒီပညာဒါနဗီဒီယိုဖိုင်ကိုเนาะတစ်ဆင့်ပြန်လဲ share တာမျိုးလက်မခံဘူးပေါ့เนาะဓာတ်ရိုက် share တာပဲလက်ခံပါတယ်တစ်ဆင့်ပြန်လဲမျှဝေတာအဲ့လို logo တွေဖြောက်ပြီးပြန်တင်တာမျိုးလုံးဝလက်မခံပါဘူးရှင်အဲ့တော့ဒီမှာတစ်ချိန်ရှိပြီနှစ်ချိန်အောက်ကိုညီညီလေးရောက်ကြမယ်เนาะဒီဘက်ကချီစိတ်မယ်3 4 5 6 8 ကို10ချိန်ပဲညင်မယ်နော်အဲ့လိုကင်တဲ့ချိန်မှာကိုယ့်ရဲ့အ3ချောင်းလုံးဒီလဲမသွားအောင်နော်အပြားလေးဖြစ်အဲ့ဒါမှခြေချောင်းလေးတူညီနေရမယ်ဒီဘက်ခြေချောင်းဒီစိတ်နေရမယ်နော်အဲ့တော့ရပြီဆိုရင် app ကိုနှစ်ချောင်းရင်ဆွဲနှုတ်ပြီးချေတော့ဒီ app ပေါ့နော်ဒီနောက်ဆုံး main app ကိုဆွဲမယ်ဆွဲနေချိန်မှာလက်မလက်ညိုးဟာဒီခြေရိုးကိုလှမ်းကင်ထားရမယ်နော်ဒီခြေရိုးကိုလှမ်းကင်ထားမယ်နော်ရောက်ပြီအောက်ကိုတစ်ပြေးနဲ့ဆွဲမယ်ဆွဲပြီးလို့ရှိရင်လက်မလေးကိုရင်နှုတ်ပြီးလက်ညိုးကြံခဲ့မယ်လက်ညိုးလည်းဖီတာဒီဘက်ကျိုးကဒီဘက်လက်နှစ်ချောင်းကခြေကိုဆွဲနော်အဲ့တော့ခွက်ပုံစံလေးအတွင်းမဲ့ရပါဒီကြစ်ကြောင်းဒီကျဲနေလို့မရအောင်နော်ညီပြီးစိတ်နေရမယ်နော်အဲ့တော့အဲ့လိုနေရပြီကျတော့လက်မလေးနဲ့လှမ်းဖိထားလိုက်ကျိုးကိုထပ်ပြီးဆွဲဒါလေးကိုအပြားလေးကိုပွင့်ဖက်ပုံစံစိတ်ညီလေးပေါ့အောင်တခြားလေးအပြားလေးကင်တဆင်းချင်းပြောရပါရနော်ခြီကျဲလို့မရဘူးခြီရှုပ်လို့မရဘူးဒီမှာလေးပြလေးဟောဆိုတော့အဝိုင်းလေးကခါငယ်အကုန်ညီဝိုင်းလေးဖြစ်ရမယ်အဲ့ဒါပြီးချေတို့ကဒီပွင့်ဖက်အခုနထိုးထားတဲ့အောက်တဲ့ကိုပြန်ထိုးချမယ်နော်ဒီအတန်လေးပဲလားအဲ့တော့ဒီအတန်လေးနဲ့ဒီပွင့်ဖက်ဒီကွာမနေအောင်နော်အဲ့လိုလေးတစ်ဆက်တည်းလိုပုံစံဖြစ်နေရမယ်နော်ဒါဆိုရင်ပွင့်ဖက်တစ်ခုရပြီကျန်တဲ့ပွင့်ဖက်တွေကိုလည်းအဲ့လိုပဲအစင်းစင်ကြွားမယ်ခုနလိုပဲဘေးကနေထွက်မယ်ထွက်ပြီးရင်ဒီအတန်လေးကိုခွပြီးတော့ဒီဘက်အက်ကဒီဘက်ကိုလှမ်းပြီးတော့ထိုးနော်ဒီခြီချောင်းလေးနားကိုထိုးအပ်ပုံနဲ့ချောင်းတဲ့ခုနလိုပဲအစင်းစင်10ချိန်ရွာပေးပါနော်အဲ့ဒီတော့ကျတော့ဒီလိုပက်လဲပွင့်ဖက်၄ခုရပြီအဲ့တော့နောက်ဆုံးတစ်ခုကဒီလိုအယောင်စဲလေးအဲ့တော့အယောင်စဲလေးထိုးဖို့ဆိုရင်တေချာလေးနားထောင်မယ်တေချာလေးကြည့်မယ်နော်အဲ့မှာဆိုရင်ရဒါဆိုလို့ရှိရင်မစ်ကော်တွန်ကအဖြူနဲ့အဝါကိုမစ်ကော်တွန်တပင်စီထည့်တယ်ဆိုတော့၃ပင်ပေါ့နော်မစ်ကော်တွန်အဖြူအဝါနှစ်ကြိုးစီတစ်ကြိုးစီထည့်တော့2ပင်ပြီးတော့ဒီအနီလေးကပိုလီချီ8ပင်ဘူးကနေဆွဲထုတ်လိုက်တယ်တမြင်နဲ့ပိုလီချီသုံးမဟုတ်အချီတမြင်နဲ့လည်းရတယ်အဲ့တော့စုစုပေါင်းဒီ3ပင်ဘူးဖြစ်သွားမယ်ပေါ့နော်ဆိုတော့အပေါက်ထဲထည့်တယ်ဆိုရင်အဖြူအဝါဒီမစ်ကော်တွန်အ
ကျိုးမျိုးစားမတူလဲထည့်လို့ရတယ်အဖြူအဝါအနီးပါမိကွာတော့ထည့်လို့ရှိချီကလေအရင်ထူသွားလိမ့်မယ်အားကြောင့်ချေတော့အချီတော့မဟုတ်ပိုလီချီတမြင်နဲ့ထည့်တယ်နော်အဖြူအဝါအနီး3ယောက်ကျိုးဒီအပေါက်လေးထည့်တယ်တေချာလေးမှတ်ထားမယ်နော်အနီးကျိုးဒီပိုလီချီ3မဟုတ်အချီပဲဖြစ်ရမယ်တမြင်နဲ့ပဲထိုးရမယ်မိကွာတော့ဖြစ်လို့မရဘူးအဲဆိုမိကွာတော့2ယောက်ဆိုလို့ရှိရင်3ယောက်လုံးမိကွာတော့ဆိုရင်ချီထိုးနိုင်တယ်ပေါ့နော်အဖြူဝါဒီမိကွာတော့တကယ်လို့ကိုပိုလီချီပဲသုံးတဲ့လူဆိုလို့ရှိရင်ပိုလီချီဒီတပင်မှာ10ပင်မူလာတယ်အဲ့ခါကျတော့10ပင်မူလာတယ်ဆိုတဲ့ခါကျတော့အဖြူ3ပင်အဝါ3ပင်အနီးဆိုရင်2ပင်နော်အဲ့လိုပြောရမယ်အဲ့တော့ငါးရှုံအောင်မှာဆိုရင်ချက်ချက်ပြောပြမယ်နော်ဘယ်လိုထုံးမလဲဆိုတော့10ပင်မူကြတော့ဒီအပေါက်ထဲကိုထည့်မယ်ဆိုလို့ရှိရင်တစ်ဖက်တို့တစ်ဖက်ရှည်ထည့်ရင်လည်းအရန်ရှုပ်သွားလိမ့်မယ်အဲ့တော့ထည့်မယ်ဆိုရင်10ပင်မူကိုတစ်ဝက်ခွဲလိုက်မယ်4ပင်စီအဲ့တော့4ပင်စီဘယ်လိုထည့်မလဲဆိုတော့အဖြူ2ပင်ချီခွဲပြီးနော်ပိုလီချီနော်ချီခွဲပြီးအဖြူ2ပင်အဝါ1ပင်အနီး1ပင်ဆိုတော့4ပင်ပိုလီချီကအပင်အားလုံးခွဲပြီးအဖြူ2ပင်အဝါ1ပင်အနီး1ပင်ပေါ့နော်စုစုပေါင်း4ပင်ကိုအပေါက်ထဲထည့်10ပင်ဒီလိုပြန်ပူးထိုးမယ်နော်မြစ်ကိုတော့ကြတော့3ပင်ထည့်တဲ့အတွက်6ပင်ပြန်ပူးပြီးတော့ထိုးလိုက်တယ်နော်ငါးရှင်းပါနော်အဲ့ဒါဆိုရှင်ရှုံမယ်လို့မထင်ပါဘူးပြင်ထားလေးကိုကျဲဒီမှာ3ပင်ဆိုတော့6ပင်ပူးနော်ပိုလီဆိုရင်10ပင်ပူးနော်ဒီလိုမှတ်ထားလိုက်နော်ပြီးချီထုံးလိုက်မယ်နော်အဲ့တော့ဒီလို10ပင်ပူးလိုက်ပြီsorry ဒါဆိုရင်6ပင်ပူးလိုက်ပေါ့နော်ပိုလီချီဆိုရင်10ပင်ပူး4ပင်ထဲနော်အခုနပြောသလိုအဖြူ2ပင်အဝါ1ပင်အနီး1ပင်4ပင်ထဲ10ပင်ပူးမြစ်ကိုတော့ဆိုရင်အဖြူအဝါ1ပင်စီထဲပေါ့နော်ပိုလီချီဆိုလို့ရှိရင်တမြင်ထဲ3ပင်ပူး6ပင်ဖြောရမယ်နော်အဲ့တော့ဒီထဲမှာဆိုလို့ရှိရင်ကျတော့အခုနအတိုင်းပဲဒါလေးကိုဘေးကနေပြန်ပြီးတော့ဒီအတန်လေးရဲ့ဘေးကိုပြန်လာပြီးပြီဆိုရင်ဒီဘက်ကနေပြီးတော့ဒီဘက်ကိုခွာထိုးစိန်ပန်းကလေတယောက်နဲ့တယောက်ထိုးတဲ့အယောင်ဆက်ပေါ်မူဒီပဲအမျိုးမျိုးကွဲဝါးနေမှာရနော်အဲ့တော့ကိုကြိတ်တဲ့ဟိုစာလေးကြည့်လို့ရပါတယ်အခုနအတိုင်းပဲအပိုနှစ်ချောင်းဆိုင်ပြီးရင်အခုနအတိုင်း10ချိန်ရေရှိပြီးတော့ထိုးချအကုန်ထိုးနေတူပဲချီအယောင်လေးပဲကွဲဝါးတာပဲတခုပဲရှင်နော်အဲ့တော့ရမယ်တူထမှလည်းအစင်းဆက်ထိုးသွားပြီပါနော်အဲ့တော့ရောင်ဆက်လိုက်တူလေးဖြောင်းမယ်နော်10ချိန်ရစ်တဲ့ခုနလိုပဲညီလေးကြစ်ကြောင်းညီစိတ်အပိုနှစ်ချောင်းရေထိုးပြီးမှဒါကိုဆွဲနှုတ်မြဲတဲ့ကျိုးကိုအောက်ခြေလေးရောက်ဆွဲလက်မလေးကိုဆွဲပြီးလက်မအရင်လောက်ပြန်လက်ညှိုးကိုနောက်ဆုံးချင်ပြီးဖိထားမယ်ခွက်ပုံစံလေးဖြစ်ဝင်ဒါလေးကိုပြန်ထောင်းနံပါတ်1ပွင့်ဖက်စထိုးတဲ့ပုံစံတိုင်းပဲเนาะအဲ့တော့ချီကိုစီအောင်ပြန်ပြီးတော့တင်းအောက်ခြေထိရအောင်ဆွဲเนาะဒီဘက်ကလည်းချီကြအောင်လက်မလက်ညှိုးဆိုဒီဘက်ကလည်းလက်မလက်ညှိုးဆွဲเนาะအဲ့လိုလေးဆွဲလိုက်အဲ့လိုလေးဆွဲပြီးဆိုရင်အောက်ခြေရောက်ပြီဆိုရင်အခုနအတိုင်းဒီပွင့်ဖက်တွေမညှိအောင်တတိထားပြီးဖယ်เนาะအတန်လေးရဲ့အောက်တဲ့တွေကိုဒီဟာလေးကိုပြန်ထိုးချเนาะဒါဆိုရင်ဒီပွင့်ဖက်လေးရလာပါမယ်เนาะအဲ့တော့ပွင့်ဖက်ကအရွယ်စားတူရမယ်เนาะအရင်ကြီးသွားလို့မရပါဘူးเนาะအဲ့တော့ဒိုလေးရပြီဆိုလို့ရှိရင်နောက်တစ်ခါအဖူးထိုးမယ်အဖူးကကြတော့ပိုလီချီကိုချီခွဲ2ပင်ချီကင်ထိုးအစိုက်ကြီးနဲ့2ပင်ထဲ4ပင်ဘူးပေါ့နော်ချီကင်ထိုးအစိုက်ကြီးမ3ဆိုရင်အဲ့နံပါတ်9ထိုးလို့ရပါတယ်အဲ့တော့အဖူးလေးထိုးရင်မြဲတမ်းချီကိုမြဲပြောရင်တော့ချီဟောလေစိတ်လေးထိုးမယ်ရှေ့ပါတော့ကျsorry cherry pan ထိုးနေတယ်တော့လို့ပဲအဖူးလေးတို့လေချီကညီပြီးစိတ်နေရပါမယ်နော်ကိုယ့်ရဲ့ချီထိုးချက်လေးဒါချီကျဲသွားလို့မရပါဘူးအဲ့တော့ဒီထိတ်ထိရအောင်ရင်မလာပဲနေချဲတော့ဒီမှာဒီစက်နာလေးထိပဲရင်ထိုးလိုက်တယ်ပြီးတော့မှနောက်ထပ်ထပ်အုပ်မှာပေါ့နော်အဓိကကလေကိုထိုးတဲ့ချီချောင်းလေးတွေဒီညီစိတ်နေရမယ်တပေါက်ချင်းစီပေါ်လို့မရဘူးပေါ့နော်အဲ့တော့တင်တန်းသူတွေလိုက်ထိုးမယ်ဆိုလို့ရှိရင်တော့အချမ်းမရင်ထိုးပြီးတော့အရင်ပြရင်တော့အဆင်ပြေပါတော့အချမ်းမလေးချင်းတော့အဆင်ပြေတယ်ဆိုမှအချောင်းမထိုးစေချင်တယ်ပေါ့နော်အဲ့တော့တကယ်လို့ကိုဖောင်းဖောင်းလို့ချင်းရင်အရှိအားချယ်ရီပန်းထိုးခဲ့တယ်လို့ပဲအလယ်မှာဗီလီယန်ကနုတ်လေးတစ်ခုလောက်ရစ်ပြီးတော့ကလန်ပြတ်ထိုးပြီးမှဒါလေးချီလေးတွေလိုက်ဖြည့်ပြီးလို့ရတယ်ပေါ့နော်အဲ့တော့ဘေးနားတွေအစားဆက်တွေကိုညီစိတ်လေးပေါ့နော်တပေါက်စီမပေါ်အောင်ဖြည့်သွားပေးပါမယ်ချီကျဲလို့မရအောင်နော်ညီလေးနဲ့စိတ်လေးပါကိုဆွဲထားတဲ့အရာလေးတိုင်းအောင်ပေါ့နော်ညီနေအောင်ချီကိုဖြည့်သွားပေးရပါမယ်နော်ချီကဒီမှာအကြောင်းရကျဲနေတယ်ဆိုတာအလဲမှာအဲ့နေရာလေးတွေပါအကုန်မကြံအောင်ကိုကဖြည့်သွားပေးရပါမယ်ဒီလိုဘေးတွေအစားပေါ့နော်အဲ့တော့ဒီလိုလေးအစင်ညီလေးရတဲ့အထိဆက်ပြီးတော့ဖြည့်သွားပေးပါမယ်ဖြည့်တဲ့ခါကျတော့ချီစိတ်နေရမယ်နော်အဲ့တော့ကျတော့ဒီမှာအဖူးလေးကချီဖြည့်တိုင်းညီလေးဖြည့်သွားပြီပေါ့နော်ဒီလိုစိတ်နေရမယ်ပေါ့နော်ဒီအရှိမတော့ကျကဟိုကလေချီကအပင်မခွဲဖြည့်လိုက်တော့ဒီလိုကြီးဖြည့်သွားတယ်နော်ဒါတော့ပြန်ပြင်မှာပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒီလိုချီကိုညီစိတ်လေးဖြည့်လိုက်တယ်ဒီထိတ်တွေကလည်းအဲ့လိုစုနေရမယ်ထိတ်လေးတွေစုနေရမယ်အဲ့လိုအချက်တွေတစ်ချက်စီပေါ်လို့ရှိရင်မလာဘူးပေါ့နော်ပြီးလို့ရှိရင်အစိမ်းအရင်အပုပ်ပေါ့နော်ဒါဆိုတော့အစိမ်းလူပြီးတော့အစိမ်းကိုကြတော့အဲ့နံပါတ်9ပုံနဲ့ပိုလီချီအပေါက်တွေတစ်ပင်နဲ့2ပင်ဘူးနော်ပြောထားတဲ့အချီစိုက်တိုင်းပဲသုံးမယ်ဆိုရင်အဆင်ပြေပါရင်เนาะအဲ့ဒါဆိုရှင်ဒီဘက်ဘေးလေးအရင်စထိုးလိုက်တယ်ပေါ့နော်သူနဲ့ကက်ရဲ့ဘေးနားလေးပေါ့နော်ကျတော့အပေါ်ဆုံးထိလည်းမရအောင်အဲ့ဒါဒီကိုဒီရဲ့စနာတီဆွဲချပြီးတော့ထိုးမယ်ဝင်းဖက်တွေမပအောင်သတိထားမယ်ပေါ့နော်တစ်ချက်နောက်တစ်ချက်ထိုးမယ်နှစ်ချက်နောက်ဆက်တစ်ချက်ထပ်ထိုးပါမယ်အပေါ်ထိမရအောင်เนาะအဲ့နားလေးတွေမယ်ဒီပြောရင်တော့ဒီရဲ့ဒီနားလောက်စားလေးရတယ်ထိုးတယ်3ချက်နော်စုံချက်ကအောက်နေရာမှာပဲစုံချက်လာမယ်အဲ့တော့3ကထိုးပါရင်နောက်ဘက်တစ်ဖက်လည်းတူလာမယ်ဒ
ဒီအောက်နားလေးပဲခုနစုံချက်နားကိုပဲတဲတဲကိုပြန်ဆင်းလာမယ်နော်အဲ့လိုပဲ3ချက်သူလည်းဒီဘက်ကနေဒီဘက်ကို3ချက်ထိုးရမယ်နော်ဒီလိုရပြီဆိုရင် share ကဆက်ပြီးထိုးရမယ်ဒီပုံမှန်လေးကိုလှန်ထားမယ်ခဏပေါ့နော်အဲ့တော့ဒီရဲ့ဟာလေးကိုယူရံပုံစံလေးပေါ့နော်အဲ့ဒါလေးကိုထိုးမယ်ထိုးပြီးတော့ share ကဒီရဲ့ဟာလေးအောက်တဲတဲကိုလမ်းထိုးချလိုက်မယ်ပေါ့နော်ချီနေပင်ဘူးနဲ့နော်ချီကထိုးသွားရင်အဆင်မပြေဘူးနော်အဲ့လိုလေးထိုးလိုက်တယ်သူကပြန်ဖုံးသွားတာမဟုတ်ရှည်သွားတာတိတ်တော့ကိစ္စမရှိဘူးပေါ့နော်ဖွင့်ဖက်အောက်လေးကိုရအောင်ထိုးမယ်ဖွင့်ဖက်အောက်ကဒီအောက်တဲတဲလေးလှမ်းကြော်လိုက်တယ်ပေါ့နော်အဲ့ဒါဆိုရင်ဖွင့်ဖက်လေးကအယူရံလေးဖုံးပြီးသားဖြစ်တယ်အဲ့တော့ဒီဘက်တွေထိုးမယ်ဆိုရင်ဘယ်လိုထိုးမလဲဆိုတော့လှန်လိုက်မယ်အဲဒီဖွင့်ဖက်ရဲ့လမ်းကြောင်းလေးကဒီကနေ share လာမယ်ဆိုတော့ထိုးတဲ့အခါဒီလမ်းကြောင်းလေးပေါ့နော်အဲ့မှာမြင်းသားကိုဆက်ပြီးပြမယ်ဆိုရင်ဒါလေးကိုလှန်လိုက်တယ်ဒီရဲ့လမ်းကြောင်းလေးပေါ့နော်အဲ့လမ်းကြောင်းလေးကနေအရွက်ကိုထိုးမှာပေါ့နော်အဲ့တော့ဒီတစ်ခါကျဲတော့အရွက်လေးထိုးမှာပေါ့နော်အရွက်လေး online step ပေါ့နော်ခုနပြောသလို NMAT 9ပြီးတော့ဟိုချီကပိုလီချီတစ်ပင်ထဲနှစ်ပင်ဘူးနော်ဒီဘက်စားလို့ရဒီဘက်ကပဲစားဒီဘက်ကနေစားအဲ့တော့ဒီဘက်ကနေစားလိုက်မယ်ဆိုရင် online step လေးထိုးမယ်ပေါ့နော်ထိုးလိုက်တဲ့ထိပ်ဒီ line လေးကိုလက်မလေးလှန်ဆွဲထားမယ်လက်မတစ်စိတ်စာပမာဏလေးပဲချီကိုကြော်မယ်နော်အဲ့မှာကြော်တဲ့ခါကြည့်မယ်နော်ကိုကဒီဂျားလေးတွေကိုအောက်ကဝင်လာမယ်ယူတဲ့ဘောပဲအောက်ကဝင်ပေါ့နော်ပြီးရင်ဒီချီရိုးတွေလှမ်းဆွဲတစ်စိတ်စာဆင်းပြီးရင်ဒီချီရိုးလှမ်းဆွဲတာနော်အခုနကချီအဝင်ထားရင်တော့အောက်ကိုပြန်ထိုးတော့ကြည့်လိုက်တာနဲ့ဒီချောင်းလေးလို့ထင်အောင်ပေါ့နော်ပြီးရင်ထပ်ပြီးတော့လက်မတစ်စိတ်စာတွင်ကျိုးလေးကိုလှမ်းတာနောက်ဆုံးအဝင်ထားတဲ့ဒီနားလေးကိုအောက်ကိုပြန်ထိုးနော်အဝင်ထားဒီနားလေးကိုအပြန်ထိုးဝင်ဆွဲနော်ချီချောင်းဆွဲတာဒီအဝင်ထားတဲ့လမ်းကြောင်းပဲအောက်ကိုပြန်လာမယ်ပေါ့နော်အဲ့တော့အဲ့လိုနီးနေပဲအစင်းစင်ဆက်ပြီးတော့ထိုးရပြီပါနော်အဲ့တော့ဒီရတဲ့အကုန်လုံးယူရမယ်များအကုန်လုံးဒီ online စနစ်နဲ့ပဲထိုးမယ်နော်အဲ့တော့ခြေတော့ထိုးတာလို့ရပြီဆိုလို့ရှိရင်ဟောနော်ဒါလေးကကြတော့အကိုင်းလေးကကြတော့အညိုးနုလေးထဲပဲဒီချားလေးမှာအကိုင်းလေးမှာနော်ပြောင်းတယ်နော်ဒီလိုလေးပုံပဲလေးလှမ်းပြီးတော့ထိုးမယ်နော်ပုံပဲလေးအားလုံးပြီးသွားရင်လည်းညီလေးပြောင်းပြန်လုပ်ပေးမယ်နော်ဒါကိုတိုရှီစတစ်လေးနဲ့ထိုးတာနေပါနော်အကိုင်းလေးနည်းနည်းလေးတုတ်ထားမှာပေါ့နော်အဲ့တော့ကျွန်တော်ဟာလေးဒီလေးစီနဲ့ပဲထိုးမယ်လေးစီဘယ်လိုထိုးလဲဆိုတော့ဆိုပါစို့ခြေတော့ဒါကအချင်းထိုး SID အဲ့ထက်ကိုပိုလီချီတပင်ထည့်တယ်တစ်ဖက်တို့တစ်ဖက်ရှိထားတာပေါ့နော်ပိုလီချီတပင်နဲ့ပဲထိုးမှာနော်ချီပေးမခွဲပဲအဲ့တော့ဒီရဲ့ထိတ်ကိုလာမယ်ပြီးရင်လက်မလေးလှမ်းကင်ပြီးတော့ဒီအခုထိုးတဲ့နေရာနာကိုအခုပြန်ထိုးမယ်နော်အဲ့လိုလေးဒီကွင်းလေးမလဲအောင်တတိထားနော်ကွင်းလေးတို့လေးလာမယ်ပြီးရင်အဲ့မှာလက်မတစ်စိတ်စာအကောင်ဝေးလောက်ကိုပဲအခုပြန်ထိုးပြီးရင်ပြေးပြေးချင်းဆွဲနော်ဆွဲပြီးလို့ရှိရင်အဲ့ဆွဲထားတဲ့ဒီနေရာနာကိုပဲကက်ရက်အကိုပြန်ထိုးချဒါဆိုရင်လေးစီတစီပေါ့နော်အဲ့တော့နောက်တစ်ခုထပ်ထိုးပြမယ်ကိုသွားတဲ့မြောင်းလေးပုံစံလေးတိုင်းလိုက်ထိုးမယ်ပေါ့နော်အဲ့တော့နောက်တစ်ခုထပ်ထိုးခုနနေရာနာအကိုပြန်ထိုးချအဲ့မှာရှင်မကြီးအောင်လည်းတတိထားပေါ့နော်ပြီးရင်ဒီလိုကွင်းပုံစံလေးပြန်လုပ်ပြီးရင်လက်မတစ်စိတ်စာအကောင်ဝေးပုံစံလေးဖြုတ်ရမယ်နော်စောင်းရမယ်ပြေးပြေးချင်းဆွဲနော်ကွင်းလေးအဲ့လိုလေးပြီးရင်ဒီအောက်တဲ့ကိုပြန်ထိုးချနော်လေးစီတစီလေးအဲ့လိုအစင်စင်ထိုးထားပေးပါမယ်နော်ဟိုဘက်ဒီဘက်အကိုင်းလေးကိုဝီပုံစံလေးပေါ်ပြီးတော့ထိုးရမယ်နော်ညီလေးစိတ်လေးထိုးရမယ်ဝီပုံစံနော်ကားရမ်းကားသွားလို့မရပါဘူးပြီးလို့ရှိရင်ဒီမှာအမြဲတမ်းလက်မတစ်စိတ်စာအကွာဝီးနှုံးနေပဲဆိုတာထိုးရမယ်အစင်စင်နော်အဲ့တော့အစိမ်းကဒီမှာ2ရောင်သွားပါလေအနုတင်အောင်အရင်နေအောင်မအင်းကြီးတိုင်းအစင်ဆက်ပြီးထိုးရပြီပါနော်အားလုံးပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ပွင့်ဖက်လေးတွေကဒီလိုလေးဖြစ်သွားရအောင်ပေါ့နော်ဒါဆိုရင်စိန်ပန်းထိုးနည်းလေးအားလုံးရကြမယ်လို့ယူဆပါတယ်အစီအမီကြပါစေနော်